ကျွန်တော်တို့ဒီစီစဉ်ကထူးခြားတယ်ပြီးတော့ကျွန်တော်တို့အမှတ်တရလည်းဖြစ်မဲ့အစီအစဉ်တရက်ကိုကျွန်တော်ဆက်ပြီးတော့တွားကြပါတယ်ဒီအစီအစဉ်ကတော့ကျွန်တော်တို့ဒီနေ့ရောက်ရှိနေတဲ့ဂီတညာချမ်းလေးမှာကျွန်တော်တို့အားလုံးအတွက်အင်မတန်မှနှမျောတတဖြစ်ခဲ့ရတဲ့ကျွန်တော်လွန်ခဲ့တဲ့တလဝင်းချင်းကပေါ့နော်ကွယ်လွန်သွားရှာပြီဖြစ်တဲ့ကျွန်တော်တို့နိုင်ငံကျော်ပြည်သူချစ်ကန်ဝင်အနုပညာရှင်ကြီးကျွန်တော်တို့အားလုံးချစ်ကြလေးစားကြတဲ့အဖွားတော်မမအေးနော်ကန်ဝင်အနုပညာရှင်ကြီးပါအဲ့တော့အဖွားတော်မမအေးကွယ်လွန်သွားတာဟာကျွန်တော်တို့မြန်မာပြည်သူအတွက်မြန်မာပြည်အတွက်မြန်မာဂီတအတွက်တော့အင်မတန်မှကျွန်တော်တို့ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုပါပဲအဲ့တော့အခုဒီအစီအစဉ်ကထက်အကာနဲ့အတူကျွန်တော်လောကပါလာအန်ဆမ်ဘယ်ဖွဲ့သားတွေပြီးတော့ဒီမှာရှိတဲ့ညီမလေးတည်တဲ့ရှင်မိသားဆွေကဒီကနေ့မှာထူးထူးခြားခြားအဖွားတော်မမအေးကိုလွမ်းစွတ်ပရိယာတော်အဖြစ်တနည်းအားဖြင့်ဂါရဝပြုပူဇော်တဲ့အနေနဲ့တခြင်းလေးတစ်ပုဒ်ကိုရွေးထုတ်ပြီးတော့တင်ဆက်ပါမယ်ဒီတခြင်းလေးကညီမလေးကျွန်တော်တို့အားလုံးရဲ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာထိရောက်အောင်ဒီတခြင်းလေးကဆွဲခေါ်သွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ဘယ်တခြင်းလေးဖြစ်မလဲဘယ်လိုပုံစံလေးနဲ့ညီမလေးအကောင်းဆုံးကြိုးစားပြီးတော့အဖွားကိုဂါရဝပြုပူဇော်မလဲဆိုတာပြည်သက်တွေကိုမိတ်ဆက်ပေးပါအောင်ဟုတ်ကဲ့ဒီခါတော့ဒါရွာသားလေးကိုကြီးချက်အကနဲ့တူတမီးတို့ကိုကြီးပြောသွားသလိုပဲတမီးတို့ရဲ့တင်ဆရာမြင်ဆရာကြားဆရာလေးဖြစ်တဲ့ဖွားဖွားတော်မကြီးကိုလွမ်းစောတရိရတဲ့အနေနဲ့ရောဂါရဝပြုကြော့တဲ့အနေနဲ့ရောဒီဆိုခြင်းနဲ့ချင်းလေးရဒီဆရာကြီးကိုလင်းညွတ်ရေးဆက်ခဲ့တယ်တရေချစ်ခွင့်မြင်ရနုဆိုချင်းလေးနဲ့ဒီဆိုရရကြပါရဲ့အားစပေးပါတမီးမျိုးဆက်တစ်တယောက်အနေနဲ့ပေါ့နော်။သမီးအကောင်းဆုံးစူးစမ်းပြီးတော့ဒီဆိုပါမယ်ရှင်။နားဆင်ပါ။ခုကျော်ကြီးဟုတ်ကဲ့ထက်ကကြီးအဲ့တော့ဒီစီဇန်လေးကတော့ဒါကျွန်တော်တို့မောင်နှမနှစ်ယောက်တိုင်ပင်ပြီးတော့ပေါ့နော်။ဟုတ်ကဲ့ဒါကျွန်တော်ဆန္ဒလေးကိုလည်းညီမလေးကဖြည့်တာလည်းဖြစ်ပါတယ်ပြီးတော့ဟုတ်ကဲ့ညီမလေးကလည်းစူးစမ်းပြီးတော့ဒီသချင်းလေးကိုဒါကျွန်တော်တောင်းဆိုတဲ့သချင်းပေါ့နော်မှန်ပါတယ်ပြောမှဆိုရင်ခက်ခဲပါတယ်အဖွားရဲ့သချင်းတွေကခက်ခဲတယ်နက်နဲတယ်ကျွန်တော်တို့တကယ်ကိုဆိုရာရင်ခက်တာမဟုတ်တီးရတာလည်းခက်တာဗျမှန်ပါတယ်မှန်ပါတယ်ဆိုတော့အဖွားကိုယ်တိုင်ကျွန်တော်ကိုပြောဘူးတဲ့သချင်းဟဲ့ကောင်နဲ့မင်းက UAD မှာဒီသချင်းမှာ UAD ရလားဆိုတော့တစ်ခေါက်ကကျွန်တော်ကပတလားလေးနဲ့တီးပြီးတော့ဟုတ်ကဲ့အဲ့လိုပေါ့အပြင်းပြေသဘောမျိုးလေးပေါ့ဗျာတီးပြီးတော့ Facebook မှာတီးတော့ဖွားဖွားအဲ့ဒါလေးကိုနားထောင်ပြီးတော့အဲ့ဒါမင်းကခတ်တာဦးမှာတီးတာဦးကွာအဲ့လိုပြောဘူးတဲ့အမှတ်တရသချင်းလေးပေါ့နော်ကျွန်တော်လည်းတိတ်ကိုကြိုက်တဲ့သချင်းလေးပါဒီတရေချစ်ခွင့်မြင်ရနိုးဆိုတဲ့သချင်းလေးပေါ့နော်အဲ့တော့ဆိုတာလည်းခက်ခဲပါတယ်တီးတာလည်းခက်ခဲပါတယ်အဖွဲနှွဲတွေကလည်းတကယ်ကိုပြောင်းမြောက်တယ်မြန်မာဆန်တယ်နက်နဲတယ်ပေါ့နော်ကျွန်တော်တို့မြန်မာဂီတရဲ့နက်နဲတဲ့အစိတ်ပိုင်းတစ်ခုမှာပါဝင်တဲ့သချင်းတစ်ခုလို့ပြောလို့ရပါတယ်ဒါလေးကိုညီမလေးကအကောင်းဆုံးနဲ့နော်စူးစမ်းပြီးတော့ဖွားဖွားကိုကျွန်တော်တို့မောင်နှမနှစ်ယောက်ကကြော့တဲ့အနေနဲ့ဂုံပြုတ်တဲ့အနေနဲ့လွမ်းစော်တန်တာတဲ့အနေနဲ့ဒီသချင်းလေးကိုဖြောပြတင်ဆက်ခွင့်ပြုပါအဖွားလည်းနားဆင်ရရင်ကျေနပ်မယ်လို့ကျွန်တော်တို့တော့ထင်ပါတယ်ဟုတ်ကဲ့ပါခေတ္တဆိုရင်တော့တရင်ကိုလေးညွန့်ရဲ့လက်ရဖြစ်တဲ့တရင်ချစ်ခွင့်မြင်ရနိုးဆိုတဲ့သချင်းလေးကိုကျွန်တော်တို့အားလုံးနှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာထိဆွဲခေါ်ရင်းနားတော်တာဆင်ကြပါစို့ခင်ဗျာ
ရှင်ဆိုရင်ဝါစားတော်မှာပြောင်းတော့နိုင်ထားလိုက်ချင်ရပ်ဖြစ်လာဆိုရွှန်လေဒီဝေးနေကြားလေလေတရားတိုင်းတိုင်းတပြားတပြားတနာမြတ်စံကြီးမြင်မိနိုင်အောင်မေစီစီကဲတီလူမောစီတိမ်သူမီတာထုပ်ဖောင်းအောင်များညစီဒီပါနိုင်နေချမြေဝေးနောင်ချစ်ထွေးနေချစ်ခွေမြင်ရလို့ရှိတရေချစ်ခွေမြင်ရလို့ရှိဦးနေစမ်းမြေနောက်တရွေရွေညူဆွေဟန်တလေအောင်တမေမေတနေနေတစ်ချိန်ချင်းအိမ်သူဆွေအောင်ဒီကမြတ်တာတခင်မပဲအော်ရှင်မပဲအမောစကားလက်ဆောင်ပါ၍ညောရတဲ့သူဆောင်ရလက်သူနေရာကရှိညရာလေးရှိချိုးလေးခါပြောင်းအခါပြောင်းညောင်းနိုင်ဘူးရှင်ကြောင်းလျာစီစေမေတ္တိကြီးမူဝမ်းနေဝမ်းသာရွှေအားရောငယ်ပါပြီမမီသည်ဝန်တာဆွေချသူကြည်ရကြည်ချောင်းတောင်းမခြင်းထီလူမောစီတိမ်သူမီသာထုပ်ဖောင်းအောင်များညစီဒီပါနိုင်နေချမြေဝေးနောင်ချစ်ထွေးနေတရေချစ်ခွေမြေရလို့ရှိတရေချစ်ခွေမြေရလို့ရှင်
ခါပြောင်းအခါပြောင်းမြောင်းနိုင်ဘူးရှင်ကြောင်းလျာစီစေမဲ့တင်ကြည့်ဘူးဝမ်းနေဝမ်းသာရွှေအားလုံးပြေပါပြီမနီဒီဝန်တာဆွေချာသူကြည်ရကြည်ကြောင်းတောင်းမဲ့ခြင်းထင်းမောစီတင်သူမိသား phong ngao nhớ nhớ gì đi ba này nghe cha mi quê nong chi thuê để yên chi quê mi ya no chi để yên chi quê mi ya no chiကျေးဇူးများတင်ပါတယ်။သူကောင်းဆုံးရိုးစဲတဲ့တယောက်အနေနဲ့ခဏပြောရတဲ့အတိုင်းကောင်းဆုံးကြိုးစားပြီးတည်ဆိုပါရှင်ကျေးဇူးများတင်ပါတယ်။